မင်္ဂလာပါရှင်လင်းပီလောမှကြိုဆိုပါရစေဒီနေ့မှာတော့မကြာခင်ကာလမှာကြာရောက်တော့မယ်ဗမာအတာတကြံကာလအတွင်းမှာဇဒုတီတာအဖြစ်ကျွေးမွေးလူဒန်းနေရှိရဲ့ကျမတို့ရဲ့ဗမာရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့မုတ်လက်ဆောင်မှာထညက်မုတ်လက်ဆောင်နဲ့အုံနှုတ်မုတ်လက်ဆောင်လုပ်နည်းတွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်မုံလက်ဆောင်လုပ်ဖို့အတွက်စံမှုန့်250 ml ရှိတဲ့ခွက်တစ်ခွက်ကိုအသုံးပြုပါမယ်။စံမှုန့်ထဲမှာအဆိုင်ခဲတွေမရှိစေဖို့အတွက်ဇကာတိုက်ချပေးပါမယ်။တာပီယိုကာဖလာလို့ခေါ်တဲ့ပလောပီနံအမှုန့်ထမင်းစားစွန်းနဲ့4စွန်းလောက်အသုံးပြုပါမယ်။ပလောပီနံမှုန့်တွေကိုလည်းဇကာတိုက်ချပေးပါမယ်။ရေကိုနည်းနည်းချင်းစီထည့်ပြီးစံမှုန့်နဲ့ပလောပီနံမှုန့်တွေတဖြည်းဖြည်းနဲ့ရေထဲမှာပြုံဝင်လာပြီးချုံးမွေ့လာတဲ့အထိကိုမှွေပေးပါမယ်။ရေစုစုပေါင်း650မီလီလီတာလောက်အသုံးပြုထားပါတယ်။စံမုန့်နဲ့ပလောပီနံမုန့်တွေရေထဲမှာပြုံဝင်ပြီးချုံးမွေ့လာတဲ့အထိကိုမှွေပေးပါမယ်။မုံလက်ဆောင်လုပ်ဖို့အတွက်မုံနစ်ရေကိုကြိုပါမယ်။မုံနစ်ရေတွေပြစ်လာတဲ့အထိကိုမီးအေးအေးနဲ့ကြိုပေးပါမယ်။မုံနစ်ရေကလည်းအနေထိုင်တတ်တဲ့အတွက်ကြောင့်အဆက်မပြတ်မှွေနေပေးဖို့လိုအပ်ပါတယ်။မုတ်သားတွေကကြည်ပြီးပြစ်လာပြီးဆိုရင်ရပါပြီ။မုံလက်ဆောင်ဖက်ထည့်ဖို့အတွက်ရေခဲရေကိုအသင့်ပြင်ထားပေးပါမယ်။မုံလက်ဆောင်ဖက်ကိုကျမမှာရှိတဲ့ကိရိယာပစ္စည်းနဲ့ပဲအဆင်ပြေသလိုလုပ်မှာဖြစ်ပါတယ်။မုံလက်ဆောင်ဖက်ရဖို့အတွက်မုတ်သားကိုဇကားပေါ်မှာတင်ပြီးအပေါ်ကနေဖိချပေးပါမယ်။ပူနေတဲ့မုတ်သားတွေကိုရေခဲရေထဲမှာစိမ်လိုက်ခြင်းအပြင်မုတ်သားရဲ့တင်းရင်မှုကိုရစေပါတယ်။အခုဆိုရင်တော့မုံလက်ဆောင်ဖက်အဖြူရပါပြီရှင်။မုံလက်ဆောင်ဖက်အဖြူကိုထညက်ရည်နဲ့အညာထညက်မုံလက်ဆောင်ကိုလှုပ်ဆောင်မှာဖြစ်ပါတယ်ရှင်။မုံလက်ဆောင်ဖက်အစိမ်းလုပ်ဖို့အတွက်စိုးမွေးရွက်တွေကိုကြိတ်ပါမယ်။စိုးမွေးရွက်တွေကိုအနေတော်အနေထားနဲ့လှီးဖြတ်ထားပြီးရေ650မီလီလီတာထည့်ပြီးစိုးမွေးရွက်တွေကြည်လာတဲ့အထိကြိတ်ထားပေးပါမယ်။မုံလက်ဆောင်အစိမ်းအတွက်စံမှုန့်250မီလီလီတာရှိတဲ့ခွက်တစ်ခွက်ကိုအသုံးပြုပါမယ်။ပလောပီနံမုန့်ထမင်းစားစွန်းနဲ့4စွန်းအသုံးပြုပါမယ်။စံမုန့်နဲ့ပလောပီနံမုန့်တွေမှာအဆိုင်ခဲတွေမရှိစေဖို့အတွက်ဇကားတိုက်ချပေးပါမယ်။ဇကားတိုက်ချထားတဲ့စံမုန့်နဲ့ပလောပီနံမုန့်တွေကိုခဏကကြိတ်ထားတဲ့စုံမွေးရွက်ရည်ကိုထည့်ပြီးတဖြည်းဖြည်းချင်းစီပြုံဝင်လာတဲ့အထိဝေတန်နဲ့မှွေပေးပါမယ်။စံမုန့်နဲ့ပလောပီနံမုန့်တွေစုံမွေးရွက်ရည်ထဲမှာပြုံဝင်လာပြီးဆိုရင်ကြိုပါမယ်။ကျိုမတ်အိုးတွေကိုခဏကအနှစ်ဆက်ထားတဲ့မုံနှစ်ရည်ကိုထည့်ပါမယ်။မုံနှစ်ရည်ကိုမီးအေးအေးနဲ့အဆက်မပြတ်မှွေပေးနေပါမယ်။မုံနှစ်ကိုမှွေနေရင်းနဲ့မုံနှစ်ကလည်းပြစ်လာပြီးအယောင်ကလည်းကြီးလာပြီးဆိုရင်မုံလက်ဆောင်ဖတ်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။မုံလက်ဆောင်ဖတ်လုပ်ဖို့အတွက်ရေခဲရည်ကိုပြင်ဆင်ထားပေးပါမယ်
မုတ်သားတွေကိုစကားပေါ်မှာတင်ပြီးဇွန်းနဲ့အပေါ်ကနေအသားလေးဖိချပေးပါမယ်မုတ်သားရဲ့မပြစ်မကျဲအနေအထားကမုံလက်ဆောင်အဖက်လုပ်ဖို့အတွက်အကောင်းဆုံးနဲ့အဆင်ပြေဆုံးအနေအထားဖြစ်ပါတယ်။အိုးထဲမှာရှိနေတဲ့မုတ်သားတွေကအိုးရဲ့အပူရှိန်နဲ့အနှင်းငယ်ပြစ်လာတဲ့အတွက်ကြောင့်မုံလက်ဆောင်အဖက်ကိုခက်သွက်သွက်လေးလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။အခုဆိုရင်စုံမွေးနဲ့သင်းနေတဲ့မုံလက်ဆောင်အစိမ်းရောင်ရပါပြီရှင်။အုံနိုးမုံလက်ဆောင်လုပ်ဖို့အတွက်မုံလက်ဆောင်အစိမ်းရောင်နဲ့ထညက်မုံလက်ဆောင်လုပ်ဖို့အတွက်မုံလက်ဆောင်အဖြူရောင်တို့ရပါပြီရှင်။အုံနိုးရတာနှင်းငယ်ပေါ်လွင်စေအောင်အတွက်အုံနိုးရည်ထဲမှာစားနှင်းငယ်ခတ်ပါမယ်။မုံလက်ဆောင်အတွက်ပွဲပြင်ပါမယ်။ပွဲပြင်မဲ့ဖန်ခွက်ထဲမှာရေခဲတုံးကိုအရင်ဆုံးထည့်ပါမယ်။မုံလက်ဆောင်ဖက်ကိုထည့်ပါမယ်။မုံလက်ဆောင်ဖက်ကိုအရင်ထည့်သည်ဖြစ်စေရေခဲတုံးကိုအရင်ထည့်သည်ဖြစ်စေကိုကြိုက်နေတဲ့သလိုပြင်ဆင်နိုင်ပါတယ်။ထညက်မုံလက်ဆောင်တက်မုံလက်ဆောင်အဖြူထည့်ထားတဲ့ခွက်ထဲမှာထညက်ရည်ကြဲကြဲကိုထည့်ပါမယ်။အုံဒီဖက်နဲ့နှမ်းတော်စေးကိုထည့်ပြီးအလှဆင်ပါမယ်။အနည်းငယ်ပိုအေးအောင်အတွက်ရေခဲတုံးတုံးကိုထည့်ပါမယ်။အခုဆိုရင်တော့ထညက်မုံလက်ဆောင်ဖက်တစ်ခွက်ရပါပြီရှင်။အုံနိုးမုံလက်ဆောင်တက်မုံလက်ဆောင်အစိမ်းရောင်တွေကိုအုံနိုးရည်ထည့်ပါမယ်။အုံနိုးရည်နဲ့ထညက်ရည်ရဲ့အပြည့်အကျဲအချိုရတာကိုကိုယ်စိတ်ကြိုက်ပြုပြင်ပါရှင်။အခုဆိုရင်တော့အုံနိုးမုံလက်ဆောင်တစ်ခွက်ရပါပြီရှင်။အခုလိုပူပြင်း၆သွေးလှတဲ့နွေရာသီမှာစားသုံးလေးရှိပြီးတကြံရာသီစာအဖြစ်ဇဒုတီတာလှူဒန်းကျွေးမှုလေးရှိတဲ့မြမရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့မုံလက်ဆောင်ကိုအေးအေးလေးနဲ့သုံးဆောင်မှုအတွက်အဆင်သင့်ဖြစ်ပါပြီရှင်။မကြခင်ကာလမှာကြာရောက်တော့မယ်ကျမတို့ရဲ့ဗမာနှစ်ကူးနှစ်သစ်မှာမိတ်ဆွေများအားလုံးရေလိုအေးလို့ပန်းလိုလန်းဆန်းကြပါစေလို့လင်းပီလော့မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ကျမရဲ့ဗီလော့ဒီကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် subscribe နဲ့ notification နှိပ်ပြီးတော့လည်းအားပေးထားကြပါအောင်ရှင်။